မပြောခင်အရင်ဆုံးအာဝါးတွေပေးလိုက်ဘာဖြစ်လို့လဲမမင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ quality ကောက်ကောက်ကိုအမြဲတမ်းထုတ်ပေးထားတော့ပေးရစီရတဲ့ quality စိတ်ချတာပေါ့အပြည့်အဝလုပ်ပေးထားပြီးတော့ကျမအချစ်ခဲချင်လို့တတ်တောင်းတာကျင်နဲ့မကျင်နဲ့အာဝါးအရင်ပဲ body bite ကျင်ညာလို့ရှိရင်မျက်နှာလူလို့ရဆိုအမြဲမှတ်တာ body bite ရလေဘတ်တော့မမျက်နှာတုံးလို့မရဘူးဒါလေးကုန်နေတော့ remover လေးဘူးတင်လေးဖောက်လို့အသားရည်ကောက်ကျင်ရင်တပည့်ကလေးစိတ်လို့ဖို့မမေ့ပါနဲ့ make up တွေရရောက်လို့မဖြတ်ဘူးဆိုလို့ရှိရင်ချွေးပေါက်ထဲမှာအစီတွေအညစ်အကြေးတွေပိတ်ပြီးတော့ဝက်ချက်အစီပူတွေအသားရည်ပြက်စီးရရင်เนาะအုံမင်းရော်မှုတွေပို့ပြီးတော့ဖြစ်စေပါတယ်အောင်စီအောင်ကျမတို့ဖြတ်လိုက်ပါမယ်ပြောင်းသွားရတာပါနဲ့လေဖြတ်ပြီးတော့ရေလောင်းချလိုက်ဆိုအသားရည်ကအမှလည်းအိနေဒီနေ့တစ်စင်းနဲ့တက်ပြီးသွားပြီဆိုလို့ရှိရင်လေအချားတက်တော့ပေါ့ဒါပဲမျက်နှာပေါ်မှာတက်ပါတော့ပါပဲဆိုပြီးဖြစ်တဲ့အထီကိုတကယ်ကောင်းတယ်စားတော့တော့ဒီအတဲ့ဘောစာလောကလက်စရီနော်150 ml အကိတ်ကြီးနော်ပေးရအစီရောက်ရပါလေစိတ်ချတာဘူး100 ရာခိုင်နှုန်းရစီရမယ်ဒီလားတပြားလို့300ဘကဲကျွန်မပုတ်ပြီးတော့100ပါကြိုက်တာနော်အသားရလည်းလောကခွေးဦးကြီးထွက်သွားတာတအားကြိုက်ကိုထုံထားလို့ကိုပြောတာမဟုတ်တကယ် special ပေးရအစီရတဲ့ကောင်တွေစိတ်ချတာဘူး100%ပဲမချို့အကိတ်ကြီးဟဲ့တန်လိုက်တာဟဲ့တလားဝေါ့ကွဲတန်တယ်အဆက်တူတာလေး favorite all time favorite ဟုတ်ကျမဒီထုတ်ထားတဲ့3ခုလုံးကနေဟာဘေးဟာ favorite လဲဆိုအကောင် favorite ဘာလို့ဆိုကိုဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်ချင်တဲ့ recipe မျိုးကိုကထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လေလုံးဝထိရောက်တယ်တိတိုင်တတာဒါဆိုလို့ရှိရင်ချွေးပေါက်တာကျတယ်ဆိုအစီတအားပြည့်တဲ့သူဟို make up တွေပါလူပြီးသွားလို့ရှိရင်လေအပြင်က pollution နဲ့ထိပြီးအောက်ဆီဒိုက်တွေဖြစ်ပြီးတော့လေသူများ make up ကအချိန်ကြာလေးလှလေးဖြစ်လေ make up ကြောင့်မဟုတ်ပဲကိုအသားရောက်လေဝမ်းညစ်ပြီးတော့အစီတွေပြန်ပြီးအဲ့လိုမျိုးတွေမဖြစ်နောက်ကဝက်ချက်အစီဘူးရောက်ရဲဝက်ချက်စင်ဝက်ချက်သေနာတာလေအမြုံနေတဲ့ဝက်ချက်ပြီးစားဝက်ချက်အရက်တတာဒီနေ့မှာ chicken pro skin နေကြမ်းပြီးတော့ကွာအစီစီလေးဖြစ်နေတာပေါ့အဲ့လိုမျိုးလေးဒီနားလေးနာအဲ့လိုအတိုင်းနေဆိုလောကချော့မသွားကျမလောက်အစီဘူးဝက်ချက်တာကျမပဲကျမကအမြဲတမ်းလို့လဲ make up လူရတယ်အဲ့တော့သေချာမပြောင်စီဘူးစောက်ပြေးထူလိုက်တယ်ဆိုတော့ဝက်ချက်စီဘူးတက်ပြီးအဲ့လိုမျိုးလားဆိုတိုနာအုပ်ထားလိုက်ဒီနေ့ဒီမှာဝက်ချက်ထိတယ်ဆိုလို့ရှိရင်ထတ်တယ်ဆိုတော့အဲ့နားလေးဟယ်လိုလုပ်လိုက်မနေ့ကျရင်ချင်းချက်တော့တောက်3ရက်ဆိုမြင်ချင်ပါတယ်ထိုင်ပြီးစုတောက်တော့မမြင်ရတော့ moisture တစ်မျိုးပဲအဲ့လေးတို့လိုတော့တာပေါ့နော်အဆက်တိုနာဖြစ်တဲ့ကြောင့်မလို့ तू အဆက်အာနီတွေပါတဲ့ကြောင့်လူပြီးသွားပြီဆိုအဲ့လိုမျက်နှာလေးကကြီးပြောင်လေးဖြစ်နေတာပေါ့လို့ကျတဲ့ recipe မျိုးကိုကျမထုတ်ထားမကြည့်eat ဖတ်နေရပဲ oh my god ပါစထိပ်ပါဘူးဟုတ် simple လေးထုတ်ခိုင်းတယ်စိတ်မထုတ်ခိုင်းတယ်ကျမကလေတလားကျမရှင်ဖြစ်သွားလိမ့်မယ်ဒီကလက်ကားပဲဖြစ်နေသူလက်လီရောက်နေသူမဟုတ်ဘူးဆိုတော့ကျမတို့ကအမျက်ကမကြံနေဘူးအဲ့တော့အဲ့လေးကိုချစ်တာတော့100 ရာခိုင်နှုန်းလက်ခံတယ်ဒါပေမဲ့အဲ့လေးကိုချစ်လို့အဲ့လေးကိုယုံကြည်လို့ဆိုတာမျိုးထက်စားတော့ကြည့်ပြီးတော့အရက်ကောင်းတယ်အရက်တိတာရယ်ဆိုတော့အဲ့လေးပစ္စည်းကိုဆက်လက်ဝေးအားပေးပါရှေ့အစုပ်ကြည့်ပြီးတော့ကျေးဇူးပါ